ဒီ preset လေးကိုတိုင်းပြပေးမယ်နော်အဲ့တော့ဒီဘက်ထိပ်နဲ့ဒီဘက်ထိပ်က preset ရဲ့အုံတန်ဖိုးရမယ်ပြီးတော့ဒီဘက်ထိပ်နဲ့ဒီဘက်အလဲအငုံနဲ့ဆိုရင်သူကအုံတန်ဖိုးပြောင်းလဲမဲ့ငုံပေါ့နော်ပြီးတော့အလဲအငုံကအုံတန်ဖိုးpreset ရဲ့အုံတန်ဖိုးပြောင်းလဲမဲ့ငုံပေါ့အဲ့တော့ဒီဘက်ထိပ်နဲ့ဒီဘက်ထိပ်ကိုအုံတန်ဖိုးပြောင်းလဲမယ်ဒါမှမဟုတ်ဒီဘက်ထိပ်နဲ့ဒီဘက်ထိပ်ကိုအုံတန်ဖိုးပြောင်းလဲမှာဖြစ်တယ်အဲ့တော့ဒီဘက်ထိပ်နဲ့ဒီအလဲကငုံနဲ့ကျွန်တော်တို့တိုင်းကြည့်အောင်တိုင်းကြည့်မယ်ဆိုရင်ဟောလောက်ရှိရနော်600ကီကျော်လောက်ရှိရနောက်တစ်ဖက်ကိုပြန်တိုင်းကြည့်မယ်နောက်တစ်ဖက်ကိုကျတော့300အုံးကြားမှာရှိရနောက်တစ်ဖက်ကိုပြန်တိုင်းကြည့်မယ်နောက်တစ်ဖက်ကိုပြန်တိုင်းကြည့်လို့ရှိရင်900ကီဝန်းကျင်900ကီဝန်းကျင်ပြရတယ်နော်အဲဆိုရင်ဟောဘက်ထိပ်နဲ့ဒီဘက်ထိပ်ကိုကျွန်တော်တို့ပြန်တိုင်းကြည့်အောင်ဟောဘက်ထိပ်နဲ့ဒီဘက်ထိပ်ကိုတိုင်းကြည့်တဲ့အခါမှာ preset အုံတံမိုးကိုတိုင်းကြည့်တဲ့အခါမှာသူကအုံတံမိုးကမငြိမ်တော့ဘူးဖြစ်သွားတာနော်မငြိမ်တော့ဘူးနော်အဲဆိုရင်ဒီ preset ကဒီ preset ပြတ်သွားပြီပေါ့နော်ဒီ preset ပြတ်သွားပြီဆိုတာကိုကျွန်တော်တို့သိနိုင်တယ်preset ရဲ့အုံတန်မိုးတွေကိုကျွန်တော်တို့အဲ့လိုတိုင်းကြည့်ရင်အဖြစ်သိနိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အခုဒီကောင်ကဒီ preset ကိုအလဲစန္ဒာအလဲတက်မှာတော့ထားတယ်သူကဟိုဘက်ဘေးလည်းမရောက်ဒီဘက်ဘေးလည်းမရောက်ဘူးเนาะအဲ့တော့ပြောမှဆိုရင်တော့ဒီကောင်လေးကဒီအလဲငုံနဲ့ဘယ်ဘက်ကငုံနဲ့တိုင်းမယ်ဆိုရင်လည်းဥမာသူကအုံတံမိုးတော်ဝဲပြရမယ်ဒီအလဲငုံနဲ့ဟိုဘက်ညာဘက်ကငုံနဲ့ပြန်တိုင်းမယ်ဆိုရင်လည်းအုံတံမိုးကထက်ဝက်စီပြနေရမှာပေါ့နော်အဲ့လိုလည်းမပြတော့ဘူးသူပြချင်လို့ပြနေတယ်ပြီးတော့ဒီ preset ရဲ့အုံတံမိုးအမှန်လည်းသူမပြတော့အဲ့တော့ဒီဘက်ထိပ်နဲ့ဟိုဘက်ထိပ်ဥမာဘယ်ဘက်ငုံနဲ့ညာဘက်ငုံပေါ့နော်အဲ့ဒီငုံရဲ့အုံတံပိုးကပုံသေးပြနေရမယ်အုံတံပိုးလဲသူပုံသေးမပြတော့သူပြချင်လို့ပြနေရနော်ဒါဆိုရင်ဒီအခုကျွန်တော်ပြပေးထားတယ်ဒီ preset လေးကတော့ပြတ်သွားပြီနော်ဆိုရင်ဒီ preset လေးကိုကျွန်တော်တို့လဲရမယ်သူအုံတံပိုးတူတဲ့